ကျွန်တော်ချစ်ရတဲ့ကြီးညိုလေးစားရတဲ့ကြပြားဆရာနေတော်ဟင်္ဒရာရဲ့ပုံလေးမာလေးတို့ဆိုတဲ့ကြပြားကိုရွတ်ဆိုခြင်းပါတယ်ပုံလေးမာလေးတို့ဆိုတဲ့ကြပြား2025ခုနှစ်ဒီဇင်ဘာလကသုရအချိန်ဖြစ်ထွက်ရှိထားတဲ့ပုံလေးမာလေးတို့ဆိုတဲ့ကြပြားစာအုပ်ထဲမှာပါရှိခဲ့တဲ့ကြပြားတစ်ပုဒ်ပဲဖြစ်ပါတယ်ကြပြားရေးသူနေတော်ဟင်္ဒရာငဝွန်လူပညာရုံရဲ့ဦးစီးပဲ့ကန်ရှင်တယောက်ဖြစ်တယ်လို့ပုံလေးမာလေးတို့ဆိုတဲ့ကြပြားကိုလေကြပြားရေးသူဟာအိန္ဒိယနိုင်ငံချနိုင်းကနေရန်ကုန်ကိုအပြင်လေယာဉ်ပေါ်မှာရေးဖွဲ့ခဲ့သည်လို့ညွှန်ဆိုထားပါတယ်ပုံလေးမာလေးတို့နှစ်ဖူးကတန်ရာကိုမြင်တိုင်းမဟောတထာကိုတတိရတဲ့ကေးဝတ်ပုံနာလို့ငါရင်ဘက်ကိုငုံကြည့်လိုက်တိုင်းမင်းကိုတတိရမိတဲ့ပုံလေးမာလေးလှေကားတွေဆင်းရင်ကြည်စင်ရေချိုးဆင်းရင်ကြည်စင်ဆိုင်ကယ်ဆင်းရင်ကြည်စင်တတိဆိုတာပိုတယ်မရှိဘူးမဟုတ်လားလက်လွတ်လိုက်ရတဲ့နနခင်းဟာမင်းဖြစ်လိမ့်မယ်လို့ငါဘယ်တော့မှမထင်ခဲ့မိဘူးခွန့်ကြွေးခဲ့ဘူးတဲ့ထမင်းလုပ်တွေအခုထိငုံထားမိတယ်လို့မျိုးတတိယစရာတွေကိုပြန်မတွေ့အောင်မြေမြုပ်ပစ်လိုက်မှအလွမ်းနေအပင်ပေါက်ခဲ့ရာဘာတက်နိုင်မှလဲလေရာဒီလိုက်အလွမ်းနေဖူးခွင့်စီရောပေါ့ပုံလေးမှလေးမင်းရဲ့ဒီတစ်ခါမွေးနေ့ရောက်ရင်ငါတယောက်တည်းဖျားသွားမယ်ဘယ်တော့မှနှစ်ယောက်ဖြစ်မလာမဲ့အကြောင်းနောက်ကိုလေတယောက်တည်းလာမဲ့အကြောင်းတယောက်တည်းပဲဓာတ်ပုံရိုက်မဲ့အကြောင်းဂျိုးပြင်းနေမြေမှာရေလောင်ရင်ကုံသွားတဲ့ရေစက်တွေအကြောင်းမောင်ချောနွယ်ရဲ့တစ္ဆပန်းများနဲ့မေလကြပြာကိုယူရင်တကုံတာယာရဲ့မွေးနေ့မေလ10ရက်ဟာမင်းမွေးနေ့နဲ့ထပ်တူကြတော့ငါမှပူဆွဲလန်းခဲ့ရာဥပါဒံမြစ်တွေနဲ့တန်နေရာတစ်ခုခုထိပေါ်ပုံလေးမှလေးရေအိပ်ပြက်မခံနဲ့နော်ကျမ်းမာရေးကငါမဟုတ်ဘူးလာတော့ကြတောက်ရမယ့်ဆေးတွေငါနဲ့ဝေးဖို့အကြောင်းတွေနဲ့များဖော်ဆက်ထားသလားကွယ်မကြခင်ရောက်လာတော့မဲ့စောင်းမှာဝတ္တရားမပြတ်နှွေးစီမဲ့မေမြို့ဆွေတာနှွေးတွေလေငါ့ကိုမျောနေရော့မယ်မေလထီတော့မဝင်နဲ့နော်ညကငါအိမ်မက်မက်တယ်မင်းနဲ့တွေ့ပြီးစကားတွေပြောရတညလုံးပဲမိုးလင်းမှတည်ရင်နိုးတယ်ငါဖြင့်ပျော်လိုက်ရတာတကယ်တမ်းငါတို့ကအိမ်မက်ထဲမှာပဲစုံစည်းခွင့်ရတော့တာမဟုတ်လားပုံလေးမှလေးအတူရှိခဲ့ဘူးတဲ့အချိန်တွေဟာအငွေ့ပြန်တန်ရာတစ်ခုဖြစ်တက်ကရစ်ပလင်းထဲမှာတင်းစီခဲ့ရတော့မလားနေသားမကြသေးတဲ့တက်တက်တွေကိုငါအဖို့ပြူရင်ရှေမလာတော့တဲ့မင်းစရင်တွေကိုသာငေးကြည့်ခွင့်မရတော့မိုးမမောင်ပဲကန်ဆိုးခဲ့တဲ့နေ့တွေကန်ဆိုးခဲ့တဲ့ညတွေချွေသူမဲ့ကြွေခဲ့တဲ့ပြောက်တွေခြေလူတက်စိတ်တွေသာခဏမငြိမ်ပြေးလွှာဥပိ္ပခါတရားလေရှောက်သူမဲ့ကျိုးသွားတို့ပြန်ဆုံခဲ့ရင်တော့သစိမ်းတွေထက်ပူစိမ့်လေမလားပုံလေးမှလေးရင်ရာသီဝင်မကြတကြအမိတ္တစုပ်တစ်ခုရဲ့အပြင်ငါတို့ထပ်ဆုံမြင်ပါသေးတယ်အပူသစိမ်းတွေမရှိခဲ့ရင်ပေါ့မျက်ရည်မြစ်အတိမ်နဲ့မှငါတယောက်တည်းကူးပြတ်သွားဖို့မင်းလမ်းညွန်ခဲ့လေသလားအဖော်မဲ့သူတယောက်ရဲ့နာကျင်မှုကိုလာမိုက်ညကနားလေတဲ့ငါနဲ့လာမိုက်ညတို့လာပြညမှာစုံရတယ်မင်းထားရခဲ့တဲ့နေ့ကပေါ့ပုံလေးမှလေးရင်အဘူရှာဦးတွေမတောက်နေတော့နော်မင်းနဲ့မတည့်ဘူးထွက်ကြလာတဲ့ချွေးကိုတုတ်ပေးတဲ့ငါလည်းမရှိဘူးအကြက်ချင်းတူခဲ့ကြပေမဲ့သစိမ်းဟာသစိမ်းပြန်ဖြစ်သွားကြတဲ့အခါအဖန်905ကပါတိုက်ခိုက်ကြတဲ့ရန်သူတွေလားငါမှတော့လက်နက်အစားဒူးထောက်ရင်မျက်ရည်ချခဲ့ရမြစ်တွေတောင်နေရာမှပြီးစီးရင်အမိုက်ဖဲမဟုတ်လားငါတို့စုံနေမိတာအတူစီစဉ်မှုပဲလေပုံလေးမှလေးငါကမင်းရဲ့အချစ်ဦးလည်းမဟုတ်အချစ်ဆုံးလည်းမဟုတ်မမဲ့ခင်ကြွေကြခဲ့တဲ့အသီးတစ်လုံးလိုလားပန်းနိုင်မြောက်ခင်ခွာလိုက်ခဲ့တာလားတက်ကြိုးခဲ့တာလားပတန်ရောင်နောက်ကိုပြေးလိုက်နေတဲ့ကလေးတယောက်လိုမင်းနဲ့စုံတဲ့ဘဝဟာ
ပထမဆုံးတော့မဖြစ်နိုင်ဘူးတန်ရာဆိုတာရှည်တယ်ကြားဘူးတယ်မလွတ်မြောက်သေးသေးငါမျောလင့်နေအောင်မယ်ခလုတ်တိုက်တဲ့အခါတချို့ကဖျားတသူလည်းရှိတယ်တချို့ကအမတသူလည်းရှိတယ်ငါကတော့မင်းကိုပဲတနေမိရောပုံလေးမှလေးရေအချစ်ဆိုတာကိုဆိုင်းကြီးဆိုင်ကတော့လျှို့ဝှက်ချက်တစ်ခုပါတဲ့ဆရာလေရင်သာဆောချစ်ကတော့စေတနာတစ်ခုပါတဲ့ငါကတော့ကျေရီလိုပဲပေါ့မှောင်မိုက်တဲ့အခါကျမှပုံမြင်ရတာမဟုတ်လားငါတို့ဝေးနေရခြင်းကမြေတစ်ချောင်းတီအိုရီမှမဟုတ်ပဲတောင်ဆွဲမှာသာနေဝင်သွားတာတခြားကဘာမှာအာယုံတက်ချင်တက်နေမှာအလင်းရောင်ထဲမှာအတန်တွေပါသလိုပန်းရနံ့ထဲမှာလည်းဝင့်မုံတွေပါတယ်မင်းကိုတတိယချင်းကလွမ်းနေုံတက်တက်လည်းမဟုတ်ဘူးအခုထိချစ်နေတော့မဲဆိုတာယုံမို့ကေတော်ကတော့ဒီထက်ပိုဝေးလေဒီထက်ပိုမွေးတော့ပါဘူးဆိုတဲ့ကြပြာမှာကိုယ့်ရိတ်ကိုယ်တော့မရိပ်မိနိုင်တော့တဲ့နှင်းနဲ့လောင်ကျွမ်းနေသူစောင်းလီငါ့ကိုရှာစေလို့ဆိုပါတယ်။အော်ငါလည်းလောင်ကျွမ်းနေရသူပါနော်။ပုံလေးမှလေးရေမိုးတွေရာတိုင်းမိုးတွေရွာတဲ့ရက်တွေကနင်းနဲ့တူသွားခဲ့ဘူးတဲ့လှေကလေးနဲ့မိုးတွေရွာတဲ့နေ့ကိုသတိရမိပါရဲ့။ပလတ်စတစ်အိတ်ကလေးကိုစောင်းထားရင်လှေကလေးပေါ်မှာမြင်နေရတဲ့အလှမိုးတွေငါ့ကိုတိတ်အားကြတယ်ထင်ပါရဲ့ရွာချလိုက်တာများတဲကြီးမဲကြီးဂယုစိုက်ချင်နေတဲ့ငါနဲ့ဂယုစိုက်ခံရင်နေတဲ့မင်းအိမ်ပြန်ရောက်မှဖျားကြကုန်တည်းပေါ်နေရတော်ဟင်္ဒရာ